ကိုယ်စိတ်နှလုံးလေးငြိမ်းအေးဖို့အတွက်လူတိုင်းဟာကျင့်ရမယ်ကျင့်တယ်နေဆိုတဲ့နေရာမှာတော့မှဆွဲမြဲကျင့်ရမယ်နော်စိတ်ကလေးငြိမ်းအေးဖို့အတွက်အလေးအကျင့်လုပ်ပေးရမယ်ကောင်းတဲ့အလေးအကျင့်နော်စိတ်ကိုငြိမ်းအေးအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နီလန်းကိုရှာမယ်နီးမှလမ်းမှတွေ့ပြီဆိုလို့ရှိရင်လည်းပဲအဲ့ဒါလေးကိုကျွမ်းကျင်အောင်ကိုယ်စိတ်ကလေးကိုငြိမ်းအေးအောင်ထားတတ်ဖို့ငြိမ်းအေးဖို့အတွက်ဘုန်းတော်ဟာဆွဲမြဲလေ့ကျင့်ရမယ်လို့မြတ်စွာဘုရားအဲ့လိုတိုက်တွန်းခဲ့တာဟုတ်တယ်စိတ်နှလုံးချမ်းသာဖို့ငြိမ်းအေးဖို့ဆိုတာလည်းပဲနီလန်းမရှာဘဲနဲ့မှန်ကန်တဲ့နီလန်းနဲ့မကျင့်သုံးလို့မရဘူးတူရတယ်လေ့ကျင့်မှဆွဲမြဲလုပ်မှရနိုင်တဲ့အကျိုးရလဒ်တစ်ခုပေါ့နော်အဲ့တော့ဒီနေရာမှာကိုယ့်ရဲ့စိတ်နှလုံးငြိမ်းအေးခြင်းနဲ့ဆိုလို့ရှိရင်ဘယ်လိုလုပ်မလို့နီလန်းလေးတွေလည်းအနှစ်ချုပ်ကလေးဖုံပြောပါမယ်ဟုတ်လားစိတ်နှလုံးငြိမ်းအေးခြင်းနဲ့ဆိုလို့ရှိရင်ဒီစိတ်နှလုံးကိုမငြိမ်းအောင်မအေးအောင်လုပ်နေတဲ့အရာတွေကိုဖယ်လိုက်ဖို့ပဲဒါလေးကိုဘုံကသဘောပေါက်စေချင်တာဟုတ်လားဘုံတို့ရဲ့စိတ်နှလုံးကဘာကြောင့်မငြိမ်းအေးတာတော့ဒါကိုသိရမယ်စိတ်ကဘာကြောင့်မငြိမ်းအေးတာတော့လို့မေးရင်သိတာထင်ရှားတဲ့အကြောင်းတရားတစ်ခုကတော့စိတ်တိုင်းမကြမှုဒေါသတရားကြောင့်စိတ်ကမငြိမ်းအေးတာပဲဟုတ်လားကိုယ်စိတ်ကိုအပူလောင်ဆုံးရှုံ့မြိုက်နိုင်တာဟာဒေါသပါတော့စိတ်တိုင်းမကြဘူးအလိုမကြဘူးတော့ကြီးထွားလာရင်မကျေနပ်ဘူးသူများဘဝမိမိဘဝကိုဗာဖြည့်ဆည်းပြဖို့အထိကြိုးစားတဲ့အနေအထားထိ